class that I teach you guys. So, as you guys already know, today is supposed to be a holiday, but we're not taking any day offs, and we're gonna try hard and learn English today with Teacher Kaya. And today, the 1st of May, is recognized as International Workers' Day. You know, media niya TV saya lo to mamya ni so bio ma tamat ha bio ma is a holiday. TV saya trong pi ya tụဖြစ်ပါတယ်အဲ့တော့ဒီနေ့ပေါ့နော် in today reading session you're gonna read and learn about origin of International Workers' Day and how does it happen, how does that affect on our civilization and our community, and you're gonna learn vocabularies and grammar that used in workplace and everything. So today reading session လေးမှာတော့ဒီပြည်ပြည်ဆိုင်ရာအလုပ်သမားများနဲ့ပတ်သက်ပြီးတော့ vocabulary တွေပြီးတော့ grammar တွေအပြင်ဘာလို့ဒီ international ဘောတော့အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေကိုကျင်းပကြတာလဲပြီးတော့ဘာလို့ဒီနေ့ကိုသတ်မှတ်ပေးထားတာလဲပြီးတော့ဒီနေ့ရပေါ့နော်ဘယ်လိုမျိုး effect တွေရှိလာလဲပေါ့နော်ကျတော့ရဲ့ဒီ community မှာဘယ်လိုမျိုးပြောင်းလဲသွားစေလဲပေါ့အဲ့လိုလေ့လာမှာဖြစ်ပါတယ် Okay, let's get started. So what is Worker Day? Every year on May 1st, many countries around the world celebrate Workers' Day. Theမေလ1ရက်နေ့ရောက်တိုင်းမှာဒီနိုင်ငံတွေတော်တော်များများကကမ္ဘာတစ်ဝန်းမှာရှိတဲ့နိုင်ငံတွေတော်တော်များများအလုပ်သမားနေ့ကိုကျင်းပကြပါတယ် This special day is also called Labor Day or International Workers' Day. Now, the special ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအထူးဖြစ်နေတဲ့နေ့လေးကိုLabor Day လို့လည်းခေါ်ပါတယ်ပြီးတော့ International Worker Day အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့လို့လည်းခေါ်ပါတယ်ဒီမှာ Labor ပေါ့ Labor ဆိုတာဒီအလုပ်ကြမ်းကိုပြောတာဖြစ်ပါတယ်အဲ့တော့ Labor Day ဆိုအလုပ်ကြမ်းလုပ်တဲ့သူတွေကိုအတိအမှတ်ပြုတဲ့နေ့ပေါ့အဲ့လိုပြောဖြစ်ပါတယ်ပြီးတော့ Labor ဆိုတဲ့စကားလုံးပေါ့နော် LABO UR ဒီ Labor ဆိုတဲ့စကားလုံးကိုဒီ pregnant ဖြစ်နေတဲ့လူတယောက်ပေါ့နော်မိန်းမတယောက်ပေါ့ဒီမှာဗတ်ကြီးနေကိုဝန်ဆောင်မိန်းမတယောက်ကတားဖွားရမယ်ဆိုလို့ရှိရင်လည်း Labor ဝင်တယ်လို့ပြောပါတယ်အဲ့တော့တောင်းလိုက်ရပါတော့ she's in labor အဲ့တော့သူတားဖွားနေပါတယ်ပေါ့နော်ဒီတားဖွားရုံထဲမှာကလေးမွေးနေပါတယ်ပေါ့အဲ့တော့ she's in labor and I'm really close to my labor အဲ့တော့ငါကလေးမွေးရတော့မယ့်အချိန်နီးနေပြီပေါ့အဲ့လိုမျိုးဒီ labor ကိုသုံးပါတယ်Okay, it is time to thank workers for their hard work and to remember the history of workers' rights. အဲ့တော့ဒီအချိန်ပေါ့နော်ဒီနေ့ဒီအချိန်အားဆိုလို့ရှိရင်အလုပ်သမားတွေကိုသူတို့ရဲ့ဒီအလုပ်ကြိုးပမ်းထားမှုပေါ့နော် hard work ဆိုတော့ဒီသူတို့ကြိုးစားထားတဲ့အလုပ်တွေအတွက်သူတို့ကျေးဇူးတင်မှုအချိန်ဖြစ်ပါတယ်တဲ့ပြီး and to remember the history of workers' rights ပြီးဒီအလုပ်သမားအခွင့်အရေးဆိုင်ရာဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီသမိုင်းပေါ့နော်လေ့လာဖြစ်ဖို့ပေါ့မှတ်မိပြစေဖို့ပေါ့ဒီရွယ်ပါတယ်ပေါ့ဒီအလုပ်သမားနေ့မှာတော့rights ကတော့ဒီနေရာထဲမှာတည်ရဲဒီဘာပေါ့နော် black rights ဆိုလို့ရှိရင်ဒီလူမဲတွေအတွက်အခွင့်အရေးလူအခွင့်အရေးပေါ့ကွာဒီအခွင့်အရေးကိုပြောတာ rights အခွင့်အရေးကိုပြောတာပြီး civil rights ဆိုလို့ရှိရင်လူအခွင့်အရေးဒီလူတွေပြည်သူတွေမှာရှိတဲ့အခွင့်အရေးအဲ့လိုတော့ပြီး women's rights ပေါ့အဲ့ဒါတော့အရင်ဒီ 21st century မှာအရင် popular ဖြစ်တဲ့ phrase ခုဖြစ်တယ်ဒီမိန်းမတွေအတွက်အခွင့်အရေးပေးရပေါ့ဒီ rights ဆိုတဲ့စကားလုံးကအဲ့ဒါပြောဖြစ်ပါတယ်အရင်သုံးဝင်ပါတယ်မှတ်ထားပြီပါ Okay, Workers' Days is a public holiday in many places except Bebio. Okay, အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီအလုပ်သမားနေ့ဆိုတာတော့ဒီပြည်ပြည်ဆိုင်ရာ public holiday ဆိုတော့ဒီအပြည်ပြည်ဆိုင်ရာရုံးပိတ်တစ်ခုဖြစ်ပါတယ်နေရာတော်တော်များများမှာတော့အပြည်ပြည်ဆိုင်ရာရုံးပိတ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ Bebio ကတော့မပိတ်ဘူးပေါ့ဒီမှာစာသင်ရတယ် Okay, so on this day people do not go to work. Schools, offices and factories may be closed. အဲ့တော့ဒီနေ့မှာတော့တဲ့လူတွေကအလုပ်မသွားကြပါဘူးတဲ့ပြီးတော့ကျောင်းတွေရုံးတွေ factory ဆိုတော့စက်ရုံတွေကလည်းပိတ်ပါတယ်တဲ့ Many workers use the day to rest, spend time with family or join parades
and events အဲ့တော့ဒီအလုပ်သမားတော်များများကဒီနေ့မှာနိုင်ယူကြတယ်တဲ့ပြီးတော့မိသားစုတွေနဲ့အချိန်ကုန်ကြပါတယ်တဲ့ဒါပေမဲ့ joint parades parade ဆိုတာကြအဲ့လိုအလှပြတယ်လှည့်လည်တာတွေလည်းပြောတယ်ပြီးတော့ဆန္ဒပြတာကိုလည်း parade လို့သုံးတယ်ပေါ့နော် parade ဆိုရင်ဘယ်လိုပြောပြရမလဲဆိုတော့ဒါ parades ပေါ့ဒါဆိုရင်အလှပြတဲ့ parades parade ဆိုတာလမ်းလေးပေါ်မှာလူတွေတက်ပြီးတော့မှအဲ့လိုဒီအလှပြပြီးလမ်းလျှောက်ကြတာပေါ့ဒါ parade ဆိုခေါ်တယ်ပြီးတော့အမှဒီလိုမျိုးပေါ့ဒီနားမှာပြပြသွားတယ်ဒီမှာဒါဆိုလို့ရှိရင်ဟိုပါပေါ့ genocides then genocides now so ဒါကြောင့်ဒီ Palestine အတွက်သူတို့အစင်ပြောင်လို့ဟိုဖြစ်ပေးတယ်ပေါ့နော်ဒီ Palestine အတွက် speak out လုပ်တဲ့ parade တခုပေါ့ဒါကြောင့်အဲ့ဆန္ဒပြတာတွေပြီးတော့အဲ့လိုငင်းချမ်းစွာဆန္ဒပြတာတွေပြီးတော့ဒီလိုအလှပြတာတွေပြီးတော့ဒီလိုဒီ volunteer အလုပ်တွေလုပ်တဲ့အချိန်တွေမှာသုံးတယ်ပေါ့နော်ဒီလမ်းပေါ်မှာလူတွေအများကြီးစုပြီးတော့မှရှောက်ပြီးတော့မှတခုခုပေါ့နော်ဒီမှန်ချက်တခုခုကိုလောက်ကြတဲ့အချိန်ကြလို့ရှိရင် parade လို့သုံးပါတယ် okay I hope you guys got it so okay so workers day is not only a holiday it is also a time to talk about working conditions fair pay and respect for workers ဒီလောက်ပါနေရတော့ဒီလိုဟိုအားလည်းရတဲ့ရပဲမဟုတ်ပါဘူးတဲ့ဒီနေ့ဒီအချိန်မှာဒီ working condition တွေကဒီအလုပ်သမားတွေအတွက်အလုပ်လုပ်ရတဲ့ condition တွေမတူဒီစိုက်အောင်အလုပ်ရုံရဲ့ပတ်ဝန်းကျင်တွေပေါ့နော်အဲ့ဒါတွေ working condition လို့ခေါ်ပါတယ်ပြီးတော့ fair pay ကကြတော့သူတို့လုပ်တာနဲ့တန်အောင်ရတဲ့ပတ်စံပေါ့နော်ပေးရတဲ့ပတ်စံပြီးတော့ respect for worker သူတို့ယူသေးမှုလေးစားမှုပေါ့အဲ့ဒီတော့တော်တဲ့နေ့လည်းတရားဖြစ်ပါတယ်တဲ့ okay so why is it celebrated ဘာလို့ဒီ workers day ပေါ့နော်ဒီအပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကိုအကျဉ်းပကြတာလဲပေါ့Workers' Day is celebrated on May 1st to remember a very important event in history. ဒီနေ့မေလ1ရက်နေ့မှာကျင်းပတဲ့အကြောင်းကတော့ဒီသမိုင်းမှာပေါ့နော်အရင်ထင်ရှားတဲ့ဖြစ်ရတဲ့တစ်ခုကြောင့်ဖြစ်ပါတယ်တဲ့ In 1886 in Chicago, USA, workers wanted to change their work hours. ဒီ1886ခုနှစ် Chicago ပြည်နယ်မှာUnited States ပေါ့နော် American နိုင်ငံ Chicago ပြည်နယ်မှာတဲ့ဒီလူတွေကဒီလုံသမားတွေကသူတို့ရဲ့လုပ်ချိန်ပေါ့နော်တရက်ကိုလုပ်ချိန်ကိုပြောင်းချင်ပါတယ် At the time many people worked for 10 to 16 hours a day အဲ့တော့တရက်မှာ24နာရီပဲရှိတဲ့ဟာတော့မှလူတွေက10နာရီဒါမှမဟုတ်16နာရီထိအောင်လုပ်နေရတယ်တဲ့အဲ့ချိန်တော့ပေါ့နော်တော်တော်ကြာတာပေါ့16နာရီဆိုဘယ်လောက်ပဲချိရလဲ16ဆိုရင်19 19 20 22 23 24 8နာရီပဲကျန်တော့အဲ့တော့8နာရီပဲကျန်တော့ဆိုမှသူတို့ထမင်းစားမဲ့အချိန်နဲ့ပြီးတော့သူတို့အိမ်မှာနားမဲ့အချိန်နဲ့တောက်လိုက်တော့မှအိတ်ဖို့အောင်မှ6နာရီ9နာရီအဲ့လောက်ပဲရှိရတယ်ပေါ့နော်နားတဲ့အချိန်ကနည်းနည်းပဲရှိရတယ်အဲ့တော့အရန်အလုပ်လုပ်ရတာပေါ့သူတို့ကအဲ့တော့ sometimes even 7 days a week အဲ့တော့ပြောရမယ်ဆိုရင်ဒီစနေတနင်္ဂနွေအောင်မပိတ်ဘူးပေါ့နော်9ရက်လုံးအလုပ်လုပ်ရတယ်သူ10နာရီတနေ့ကို10နာရီ16နာရီကို9ရက်လုံးအလုပ်လုပ်ရတယ်တဲ့အဲ့တော့ the workers asked for shorter work days အဲ့တော့ဒီသူတို့အလုပ်လုပ်ဖို့တော့ပေါ့နော်ပို့ပြီးတော့မှတိုးတောင်းတဲ့နေ့တွေပို့ပြီးတော့မှတိုးတဲ့နေ့တွေတောင်းဆိုလာရတယ်တဲ့ just 8 hours 8နာရီပဲတနေ့ကို8နာရီပဲအလုပ်လုပ်မယ်အဲ့ထက်ပိုပြီးမလုပ်နိုင်ဘူးဆိုပြီးတော့မှတောင်းဆိုလာကြတယ်တဲ့ On May 1st thousands of workers went on strike အဲ့တော့ဒီမေလ1ရက်နေ့မှာတော့တဲ့ဒီလုပ်သမားထောင်နဲ့ချီရဲ့လုပ်သမားတွေကတဲ့ went on strike ဆိုတာတပိတ်မှောက်တာပါတပိတ်မှောက်တာတော့သူတို့မကျေနပ်တဲ့ဟာတစ်ခုရှိရင်အဲ့တော့ထွက်ပြီးတော့မှဆန္ဒပြတပိတ်မှောက်တာအဲ့တော့ပြောရဖြစ်ပါတယ် strike တို့ကဒါမကျေနပ်ဘူးအဲ့တော့ဒီဟိုဟာကို16နာရီအောင်အလုပ်လုပ်နေရတော့မကျေနပ်ဘူးအဲ့တော့8နာရီပဲအလုပ်လုပ်မယ်ဆိုပြီးတော့မှသူတို့ဆန္ဒထွက်ပြကြရတယ်တဲ့ A strike is when workers stop working to act for better condition. Okay ဒီမှာပြန်ရှင်းပြထားတယ် a strike ပေါ့နော်ဒီသူတို့ strike လုပ်တယ်ဆိုတာတဲ့ဒီသူတို့အလုံးမလုပ်တော့ပဲပေါ့နော်အလုပ်သမားတွေကအလုံးမလုပ်တော့ပဲနဲ့သူတို့လိုချင်တဲ့ဟာကိုမပေးမချင်းအလုံးမလုပ်တော့တာဆိုလိုတာပေါ့အဲ့တော့ they work through the streets and held peaceful protests ကဆန္ဒပြတာပါ protest ကပြီးတော့ဆန္ဒပြရပြီးတော့လို့ဘယ်ပြောမလဲ protest ကိုနောက်တနေရာမှာသုံးလိုက်ရတယ်အမှာဆေးတောက်ဖို့အတွက်လာပြောတယ်မတောက်ချင်ဘူးတောက်ချင်တွန်းထုံနေပါကြ protest ပေါ့နော် he is protesting to take medicine အဲ့တော့ဆေးတောက်ဖို့အတွက်တိုက်နေဟာမတောက်ဆိုပြီးတွန်းပြီးတော့မှပြောနေတဲ့အချိန်ကျအဲ့ဒါ protest လို့ပြောတယ်အဲ့တော့မလုပ်ဘူးပေါ့ကွာဆန္ဒပြနေရပေါ့ကွာဘာမှမလုပ်ချင်ဘူးပေါ့
Okay အဲ့တော့သူလမ်းလေးပေါ်တက်ပြီးတော့မှစကားပြကြပါတယ်တဲ့ On May 4th something sad happened မေလ4ရက်နေ့ဆရာမွေးနေ့မှာဆရာမွေးနေ့ပေါ့နော်ဆရာမွေးနေ့မေလ4ရက်ဆန်းလုံးဆိုင်ပေါ့ပြောပြရတယ်ကြောင်းကြဝဲတာ Okay အဲ့တော့ something sad happened တခုပေါ့ဝန်ထဲဆက်တခုဖြစ်ခဲ့ပါတယ်တဲ့ A bomb exploded during a protest in Haymarket Square and several people died အဲ့တော့ဒီ Haymarket Square မှာဘုံကွဲသွားပြီးတော့မှလူတွေအများကြီးသေဆုံးသွားပါတယ်တဲ့This became known as Haymarket affair ဒီ Haymarket ချုပ်ထွေးမှုပေါ့နော်ချုပ်ထွေးပုံပေါ့အဲ့လိုမျိုးပြောတယ်အဲ့လိုသိသွားတမိုင်းထွင်သွားတယ်ပေါ့ကွာ Even though the event ended in violence, it became a symbol of strength and unity for workers around the world. အဲ့တော့ဒီလိုမျိုးဒီဖြစ်ရလေးရအရင်ကြမ်းတဲ့ဖြစ်ရတစ်ခုနေနဲ့ပြီးတော့ပေမဲ့လည်းပဲ it became symbol ပေါ့နော်ဒီအလုပ်သမားတွေလက်မလျှော့ပဲနဲ့ပို့ပြီးတော့မှတန်မာလာကြတယ်ပို့ပြီးတော့မှလို့တန်မာဖြစ်လာကြတယ်ပို့ပြီးတော့မှစီးအောင်သွားကြတယ်ပေါ့ဒီဖြစ်ရကြောင်းမလို့ symbol of strength and unity အောင်ဖြစ်သွားတယ်ပေါ့နော်Okay, because of this, many countries choose May 1st as a day to remember workers' struggle and successes. အဲ့တော့ဒါကြောင့်မို့လို့တဲ့ဒီမေလ1ရက်နေ့ကိုတဲ့ဒီအလုပ်သမားတွေအတွက်အလုပ်သမားတွေရဲ့ဒီ struggle ဆိုတော့သူတို့ရုန်းကန်မှုတွေရုန်းကန်လှုပ်ရှားတာတွေအပြည့် success ဆိုတော့သူတို့အောင်မြင်မှုတွေကိုတဲ့တတိယပေးမယ်နေ့တစ်နေ့နဲ့သတ်မှတ်လိုက်ပါတယ်တဲ့ Okay တော့ recording လည်းရှိရပြီးတော့အားလုံးလည်းရှိရအချိန်မှာအခုပြောရပါမယ်ဆရာပြောတဲ့ဟာတွေကတော့ဒီနိုင်ငံရေးမပါပါဘူးဒီမေလ1ရက်နေ့အကြောင်းပဲပြောတာပါဆရာဒီနေ့နိုင်ငံရေးအကြောင်းလည်းမဆွေးနွေးကြပါဘူးနိုင်ငံရေးအကြောင်းလည်းဘဝမြန်မာနိုင်ငံနိုင်ငံရေးအကြောင်းလည်းဒီကမ္ဘာရဲ့ပြည်နိုင်ငံရေးမှုကမှမဆိုဒီ lesson မှာမပါဝင်ပါဘူးမေလ1ရက်နေ့မှာဖြစ်ခဲ့တဲ့တမိုင်းကိုပဲရှင်းပြနေရဖြစ်ပါတယ် Okay အစိတ်ဖြစ်အောင်ပြောတာပေါ့ဒါကတော့ Okay so what it mean today အဲ့တော့ဒီတို့မေလ1ရက်နေ့ကိုသတ်မှတ်ပေးလိုက်တဲ့အချိန်မေလ1ရက်နေ့ပြောအရင်တော့ဖြစ်ခဲ့ဒီ1886ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ဟာတွေကဒီနေ့အတွက်ဘယ်လိုမျိုး effect တွေရှိသွားလဲပေါ့အဲ့တော့ today worker days is about more than just the past အဲ့တော့ဒီအလုပ်သမားနေ့ကတဲ့သမိုင်းတစ်ခုတည်းပူတယ်ပေါ့နော်အတိတ်တစ်ခုတည်းပူတယ်ပေါ့သူ့လိုမျိုးသူမလိုမျိုးပေါ့အတိတ်တစ်ခုတည်းပူတယ်ဇာမြန်ဆိုရဲနေရတယ်သူလေးပေါ့ပြောထားပါအဲ့တော့it is a time to think about workers now အဲ့တော့ဒီနေ့ဒီချိန်မှာတော့ဒီအလုပ်သမားတွေအတွက်စဉ်းစားပြီးရဲ့အချိန်တစ်ခုဖြစ်ပါတယ်ဒီမေလ1ရက်နေ့ရပါ Okay so people use the day to talk about workers rights such as safe workplaces အဲ့တော့ဒီလူတွေကဒီနေ့မှာအလုပ်သမားတွေအတွက်အလုပ်သမားတွေရဲ့ဒီအခွင့်အရေးအတွက်တဲ့ဆွေးနွေးတိုင်ပင်ကြပါတယ်ဘာတွေဆွေးနွေးတိုင်ပင်လဲဆိုတော့ safe workplaces အဲ့တော့ပို့ပြီးတော့မှလုံခြုံတဲ့လုပ်ငန်းခွင်သူတို့မှာလိုအပ်တဲ့မှာအုပ်ထုပ်တွေအင်ကြီးတွေပြီးတော့ဖက်နက်တွေတခြားပေးမဲ့လုပ်ငန်းခွင်ပေါ့ပြီးတော့ fair salary ဆိုတာလစာပေါ့နော်လစာတစ်ခါကြောက်ရှင်အပတ်လိုက်လဲ salary ပေးတယ်အဲ့တော့ salary ကဘယ်လိုပြောရမလဲလစာပေါ့လစာပြီးသူတို့ရဲ့လစာအပတ်စာဆိုတဲ့ပတ်စာ promotion နေ့စားနဲ့လုပ်နေဆိုလို့ရှိရင်တနေ့စာပေါ့ fair salary ပေါ့သူတို့အလုပ်နဲ့တန်တဲ့ပတ်စံပေါ့နော်ဝင်ငွေပေါ့ဝင်ငွေပြီးတော့ reasonable working hour အဲ့တော့ပို့ပြီးတော့မှreasonable ဖြစ်တဲ့ပို့ပြီးတော့မှ fair ဖြစ်တယ်ပေါ့နော်သူတို့ကပို့ပြီးတော့မှညီမျှတဲ့သူတို့ကပို့ပြီးတော့ရှင်းပြနိုင်reasonable ကိုမြန်မာလိုမပြန်တဲ့ဟုတ်ဖြစ်နေအဲ့တော့ reasonable ဆိုတာပို့ပြီးတော့မှဘယ်လိုပြောရမလဲညီမျှတယ်ပေါ့ဘယ်လို fair ဖြစ်တယ်ပေါ့နော် fair ဖြစ်တယ်အဲ့လိုညီလူညီမျှဖြစ်တယ်သူတို့အတွက်အရင်အလုပ်ကြီးအများကြီးခိုင်းတာလည်းမဟုတ်ဘူးနည်းနည်းလေးရှော့ပြီးခိုင်းတာလည်းမဟုတ်ဘူးတော့ဘယ်လိုပြောရမလဲတာမန်လောက်ပဲလေလက်လောက်မှရှိနေတယ်ပေါ့နော် reasonable ဆိုတော့လေလောက်မှပဲရှိနေ working hour တွေပေါ့တနေ့ကိုလောက်ရတဲ့အလုပ်ချိန်ပေါ့ reasonable working hour အဲ့တော့8နာရီရှိရဲ officially ပေါ့နော်သတ်မှတ်ထားတာ8နာရီရှိရဲ8နာရီတော့ပေါ် overtime fee ပေးရတယ်ပေါ့နော် overtime ပတ်စံပေးဖို့ပေးရတယ်အဲ့ price ကိုသူဒီမေလ1ရက်နေ့မှာ strike လုပ်ခဲ့တာပေါ့အဲ့ဒါဆရာဖတ်ထားတဲ့နေရာကိုပြောပြတာပါ Okay တော့ the right to join unions ကကြတဲ့အလုပ်သမားရဲ့အဖွဲ့အစည်းပေါ့နော်အလုပ်သမားရဲ့အဖွဲ့အစည်းကိုအစအလုပ်ရှင်တွေကအလုပ်သမားတွေအရန်ခွဲဘာလို့လဲဆိုတော့အားလုံးကတူစုတစည်းရဲဖြစ်သွားလို့ရှိရင်သူတို့ပြန်ပြီးတော့မှပုံကံမှာဆိုလို့ပေါ့နော်သူတို့ပုံကံပြီးတော့မှအလုပ်တွေမလုပ်တော့တာတွေပြင်အဲ့လိုမျိုး complaint တွေတက်လာတာမျိုးတွေရှိမှာဆိုလို့အရင်တော့အဲ့လိုအလုပ်သမားတွေက join မှန်ကိုမရှိဘူးဒီအလုပ်သမားအဖွဲ့အစည်းတွေပါတယ်ဆိုပြီးတော့ဖွဲ့စည်းပိုင်ကိုမရှိဘူးအဲ့ဒီမေလ1ရက်နေ့မှာသူတို့ဒီဟာကိုတောင်းဆိုခဲ့ရပေါ့နော်လို့သူတို့အဖွဲ့အစည်းခွင့်
ဒါဆိုခဲ့ပြီးတော့ equal pay for women and men အဲ့တော့မျိုးသမီးအလုပ်သမားတွေကလည်းမျိုးသားအလုပ်သမားတွေလောက်ရတဲ့အတိုင်းကိုလောက်ရတယ်ပြင်ပမှလောက်ရရှာတယ်ဒါပေမဲ့သူကခါကျတော့တမွတ်ပဲပေးရမျိုးရှိတယ်မျိုးသမီးဆိုပြီးတော့အဲ့ဒါကိုဖယ်ပေးမယ်ပေါ့လိုချင်တယ်ပေါ့မိန်းကလေးတွေလည်းတူတူပဲပေးရမယ် equal pay okay တော့ many labor unions and worker groups organize events marches or meeting on this day အဲ့တော့ဒီနေ့မှာyou know ပေါ့နော်တမိုင်းမှာဒီနေ့မှာအဲ့တော့ဒီအလုပ်သမားအဖွဲ့အစည်းတွေကားတယ်ပြီးတော့မှ meeting တွေလုပ်တယ်ပြီးတော့event တွေပေါ့နော်သူတို့ရဲ့ဒီလိုအပ်ချက်တွေကိုဒီ public ကိုချပြနိုင်တဲ့ပြင်ပလူတွေအကုန်ပြည်သူတွေအကုန်လုံးချပြနိုင်တဲ့အလုပ်တွေလုပ်ကြပါတယ်ဒီနေ့မှာ they speak about problems workers they face today like low wages unsafe jobs or unfair treatment အဲ့တော့ဒီနေ့ဒီအချိန်ထိတိုင်အောင်ပေါ့နော်သူတို့ဒီမေလ1ရက်နေ့တိုင်းမှာအလုပ်သမားတွေနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေပြီးတော့ဒီနိုင်ငံရဲ့အစိုးရအဖွဲ့အစည်းတွေကနေပြီးတော့မှသူတို့ရဲ့ဒီအလုပ်သမားတွေရဲ့ပြဿနာတွေကိုပြောကြသေးတယ်ပေါ့နော်ဟိုဒီအလုပ်သမားတွေကြုံတွေ့နေရတဲ့ပြဿနာတွေကိုပြောကြပါတယ်အဲ့တော့ဥပမာပြောမယ်ဆိုတော့ low wages ကကြတော့ဟိုပါပေါ့wages က salary နဲ့တူတူပဲ wages ကကြတော့ဒီလစာဒါမှမဟုတ်လို့ရှိရင်အပတ်တစ်ပတ်စာဆိုလို့ရှိရင်တစ်ပတ်စာပေါ့အဲ့လိုပေးတာပေါ့သူတို့လောက်တာတဲ့တန်အောင်အချိန်တစ်ခုကြာသွားလို့ရှိရင်ပေးတဲ့ပတ်စံပေါ့အဲ့ဒါ wages ပေါ့ low wages ဆိုတော့ဒီအရင်နည်းတဲ့ပတ်စံပေါ့သူတို့ရတဲ့ဝင်ငွေပေါ့အရင်နည်းတဲ့ဝင်ငွေပြီးတော့ unsafe job ကကြတော့သူတို့လုပ်ငန်းခွင်မှာ safe မဖြစ်တာပေါ့နော်လုံခြုံမှုမရှိတာပေါ့နော်ပြီးတော့ unfair treatment ကကြတော့ဒီညီတူတိုင်းလူညီမျှဆက်ဆံတာမဟုတ်တာပေါ့ဆက်ဆံတာတိုင်းလူညီမျှမဟုတ်ပေါ့တဲ့ကိုပတ်လိုက်တာမျိုးပေါ့ okay they also celebrate the work that people do every day in offices shops factory hospitals schools and many other places ဒီလိုမျိုးပေါ့နော်အိမ်တွေကျောင်းတွေရုံးတွေဈေးဆိုင်တွေပြီးတော့လေကင်းတွေစက်ရုံတွေပြီးတော့ဒီစက်ရုံတွေမှာသူအလုပ်လုပ်ရတဲ့သူတွေအတွက်လည်းတော်ဝဲရှုံပွဲတော်တစ်ခုကျင်းပပေးကြပါတယ်တဲ့ jobs and workers around the world people work in many different types of jobs some are farmer who grow food ဒီကဘာတဝမ်းမှာတော့လူတွေကဒီအလုပ်သမားတွေတက်ဆိုင်တဲ့အလုပ်တွေပါတယ်ဆိုပြပြအပိုင်ပေါ့ဒီကတော့လူတွေကဒီကဘာတဝမ်းမှာဟိုအလုပ်တွေအများကြီးလုပ်ကြတယ်ပေါ့အလုပ်မတူတဲ့အလုပ်တွေအများကြီးလုပ်ကြပါတယ်တဲ့တချို့သူတွေကလယ်သမားတွေဖြစ်ပါတယ် who grow food ဒီစားစရာကိုစိုက်ပျိုးပေးတဲ့လယ်သမားတွေဖြစ်ပါတယ်တဲ့ some are teachers who help students learn ဆရာတို့လို့ပေါ့တချို့သူတွေကဆရာတွေဖြစ်တယ်ဒီကျောင်းသားတွေကိုပို့ပြီးတော့မှလေ့လာသင်ယူရတွေ့အောင်လို့လုပ်ပေးတဲ့ဆရာဆရာမတွေဖြစ်ပါတယ် others are construction workers who build homes and offices တချို့သူတွေကတော့ဒီ construction worker တွေပေါ့နော် construction worker တွေဆိုတော့ဒီengineer တွေပါမယ်ပယံတွေပါမယ်ပေါ့ construction worker ဆိုဒီဆောက်လုပ်ရေးပိုင်းမှာလုပ်တဲ့အလုပ်သမားတွေပေါ့ဒီအိမ်တို့ကအိမ်တွေရုံးတွေဆောက်ပေးပါတယ်တဲ့ they are also doctors driver and factory workers cleaner and many more သူတို့ပဲမဟုတ်ဘူးဆရာဝန်တွေပြီးတော့တက်စီမောင်းတဲ့သူတွေပေါ့နော်ကားမောင်းတဲ့သူတွေတက်စီမောင်းတာမဟုတ်ဘူးရှားကုန်တင်ကားရေမောင်းတာလည်းပါ driver စီဆိုတော့ကားမောင်းတဲ့သူတွေပေါ့ပြီးတော့ factory worker စက်ရုံတွေမှာလုပ်တဲ့သူတွေ cleaner စီကကြတော့ဒီရုံးတွေကိုတက်စီရေးလုပ်ပေးရတဲ့သူတွေအပြင်စားသူစားလုပ်တယ်လည်းပါပါတယ် each job is important every worker helps to build a better society so ဒီအလုပ်တွေတစ်ခုကအကုန်လုံးอ่ะပေါ့ကွာဒီဘယ်အလုပ်မဆိုတဲ့အလုပ်တွေအားလုံးကအရေးကြီးပါတယ်ပြီးတော့ဒီအလုပ်သမားတိုင်းရတယ်ဒီဆရာရဲ့ society ပေါ့နော်ဆရာရဲ့ဒီ community ကိုပို့ပြီးတော့မှကောင်းအောင်ဆောင်ရွက်ပေးကြပါတယ်တဲ့ but not all the workers are treated equally အလုပ်သမားရဲ့အကုန်လုံးဟာတဲ့ဒီညီတူညီမျှဆက်ဆံခံရတာမဟုတ်ပါဘူးတဲ့ in some country workers are underpaid or overworked အဲ့တော့ဒီစာလုံးနှလုံးကအရန်ကိုသုံးကြတယ်တွေ့ဖို့ကြောင့်ပါအဲ့တော့ underpay ကကြတော့ခုနအတိုင်းပဲဒီလို low wage ရဲ့ပြီးတော့ unfair salaries အဲ့ဒါတူတူပဲဒီ underpay pay ဆိုတဲ့ verb ကလည်းလာတယ်ဘာလဲဆိုတော့ပတ်စံပေးရ underpay ဆိုတော့သူလုတ်တာနဲ့တန်အောင်ပတ်စံမရဘူးပေါ့ underpay
overwork ကကြတော့အလုပ်ကိုလိုအပ်တာလည်းပို့ပြီးတော့မှလုပ်ရတာ overwork ဖြစ်နေတယ်ဆိုပြီးတော့မှဒီအလုပ်သမားတွေမှမဟုတ်လူတိုင်းမှာပြောတယ်ဒီလူတိုင်းမှာလည်းပြောတယ်စက်ပစ္စည်းတွေမှာလည်းပြောတယ် overwork ဆိုပြီးတော့မှအဲ့တော့ like I'm really exhausted because I'm overworked အဲ့တော့exhausted ဆိုအရန်ပင်ပန်းနေပြီ because I'm overworked အလုပ်တွေအရန်အများကြီးလုပ်ထားတယ်အဲ့ overwork ပြီး underwork လည်းရှိတယ် over နဲ့ under ကကြတော့အောက်ကိုနေတယ် under ဒီမှာ UND က WORK underwork အဲ့တော့ underwork ကဘာလဲဆို overwork ရဲ့ opposite ပေါ့အဲ့တော့မလုပ်နေသလိုပဲပေါ့ but I don't want him in my team he is an underworker အဲ့တော့ okay it's a bad example sorry about that so him in this team he is underworked so ပြောမှဆိုရင်ဒီအတင်းထဲမှာရှိတယ်ဒီကောင်ကအလုပ်လည်းမလုပ်ဘူးပေါ့အဲ့လိုသူများတွေတက်ပိုပြီးနည်းနည်းပဲလုပ်တယ်ပေါ့အဲ့လိုပဲပြော underwork အလုပ်နည်းနည်းပဲလုပ်တယ် overwork ကကြအလုပ်ကိုအများကြီးလုပ်တာ okay overwork now some work in dangerous places without enough safety တချို့သူတွေကဒီအနေအများတဲ့နေရာတွေမှာဒီလုံခြုံတဲ့ပစ္စည်းကိရိယာတွေမပါဘဲနဲ့အလုပ်လုပ်ရပါတယ် others do not get rest or breaks အဲ့တော့တချို့သူတွေဆိုလို့ရှိရင်အဲ့လိုဒီအလုပ်အကြာကြီးလုပ်ရတဲ့အပြင်ဂျားထဲမှာနားရတာလည်းမရှိဘူးပြီး break time ဆိုရင်လည်းမရှိပါဘူးတဲ့အဲ့တော့ this is why workers days stay very important အဲ့တော့ဒါကြောင့်မို့လို့ပေါ့နော်ဒီအခုချိန်ထိအောင်မှဒီတချို့နိုင်ငံတွေမှာအလုပ်သမားတွေအနှိမ်ခံနေရတော့မယ်ပေါ့အဲ့တော့ဒါကြောင့်မို့လို့တဲ့ workers ရဲ့အလုပ်သမားများနေရတဲ့အရန်အခုထိကိုအရေးကြီးပါသေးတယ် it helps us remember that all workers deserve respect fair treatment and protection အဲ့တော့ဒီလို့တော့နေရတယ်ကျွန်တော်တို့ပို့ပြီးတော့မှသူတို့ပို့ပြီးတော့မှလေးစားတင်ကြအောင်ပြီးတော့ပို့ပြီးတော့မှသူတို့ညီမမြဆက်ဆံတင်ကြအောင်ပြီးတော့သူတို့အလုပ်တွေမှာလည်းသူတို့ကာကွယ်မှုတွေပေးတင်ကြအောင်တဲ့ပြန်ပြီးတော့မှ remind လုပ်တယ်ပေါ့ပြန်ပြီးတော့မှတ်မိစေပါလေ okay so what should students learn about workers day အဲ့တော့ကျောင်းသားတွေကလေးငယ်တွေကဘာလို့ဒီအလုပ်သမားများနေအကြောင်းလေ့လာသင်တာလဲ even if you're not working yet it is good to learn about workers day အဲ့တော့အခုချိန်မှာအလုပ်မလုပ်သေးဘူးဆိုလို့ရှိရင်လည်းပဲအလုပ်လုပ်နေတယ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲဒီအလုပ်သမားများနေအကြောင်းလေ့လာသင်ပါတယ် many students will have jobs in the future ဘာလို့လဲဆိုတော့အကုန်ပေါ့နော်ဒီကျောင်းသားတွေအကုန်လုံးပေါ့ကျောင်းသားတွေတော်တော်များများကျောင်းသားတွေ basically အကုန်လုံးပါပဲအကုန်လုံးကဒီအနာဂတ်ကြလို့ရှိရင်အလုပ်တွေလုပ်အောင်မဖြစ်ပါတယ် you might work in a hospital shop office or school အဲ့တော့ဒီမင်းကဒီစေရုံတွေဈေးဆိုင်တွေရုံးတွေပြီးတော့ကျောင်းတွေမှာလည်းအလုပ်လုပ်နိုင်ပါတယ်တဲ့ learning about workers right can help you understand how to be safe how to speak up and how to help other အဲ့တော့ဒီအလုပ်သမားတွေရဲ့အခွင့်အရေးကိုလေ့လာခြင်းအဖြစ်ပေါ့နော်ဘယ်လိုမျိုးအလုပ်ငန်းခွင်မှာလောက်ကြောင်နေရမလဲပြီးတော့ဘယ်လို speak up လုပ်တယ်ဆိုတာကြတော့ကိုရှိနေတဲ့ဟာကိုကိုစိတ်ထဲမှာသိမ်းထားတာပုံပဲနဲ့ထုတ်ပြီးပြောပြကိုစိတ်ထဲမှာရှိနေတဲ့ဟာကိုမကျေနပ်တဲ့ဟာကိုထုတ်ပြီးပြောပြအဲ speak up ကဒီဒီမို့ affair တွေမှာမှပြောတာမဟုတ်ဘူးเนาะဒီလို society affair တွေမှာမှပြောတာမဟုတ်ဘူးဘယ်နေရာမှာလဲပြောလဲဆိုတော့အဲ့လိုမတကယ်တော့ဝမ်းနေနေပဲထားပါ like imagine he is crying ဘာလို့တို့ရငိုနေပဲထားပါအဲ့ဆို what's wrong bro just speak up we might maybe we can help you ပြောမယ်ဆိုရှင်ဘာဖြစ်တာလဲဘာလို့ငိုနေရလဲငါတို့ပြပြလေးငါတို့ကူညီနိုင်မှာပေါ့အဲ့လို speak up ပေါ့စိတ်ထဲမှာမကျေနပ်ဘူးဖြစ်နေတော့စိတ်ထဲမှာခုနေတဲ့ဟာကို speak up လုပ်စေချင်တာပြောနေကြမှာ like just like right now ပေါ့ဒီမှာစာသင်ခန်းထဲမှာစာသင်နေတယ်အဆင်မပြေဘူးအဆင်မပြေတာလေးတွေရှိတယ်ပြီးတော့မရတဲ့ဟာလေးတွေရှိတယ်ကြော်သွားတယ်ဆိုလို့ရှိရင်လည်း just speak up ထုတ်ပြီးပြောပါဆရာတို့ကူညီပေးပါမယ် like အဲ့လိုသုံးတယ်ပေါ့ speak up ဆိုတဲ့ကျွန်တော်အဲ့ဒီဟာလည်းအရင်သုံးဝင်ပါတယ်ဖြစ်နိုင်လို့တော့မှတ်ထားပေးပါ speak up ပါပြီးတော့ and how to help other တခြားသူတွေကိုဘယ်လိုကူညီမလဲဆိုတာကိုသိရပါတယ်အဲ့တော့ so also workers days teaches us about solidarity ဆိုတာကြတော့ဗာလဲဆိုတော့ when people work together for a good cause အဲ့တော့ solidarity ဆိုတာကြလူတွေကအဲ့လိုအကုန်လုံးစုပေါင်းပြီးတော့မှာအဲ့လိုတခုကောင်းမှုအတွက်လောက်တာဆိုတာပြောတာပေါ့နော်ဒီ solidarity ဆိုတာ solidarity ဆိုတာအဲ့တော့ဒီအလုပ်သမားများနေရဆရာတို့ solidarity အကြောင်းသင်ပေးပါတယ်
when workers unite, they can make big changes. Look, Mari, Alon, Subamioma, unite the light, Alon Subala de Chain, my, through the 8-hour workday that many people have today was won because workers stood together more than 100 years ago. Who the name low chainဒီဒီဆိုင်ရာလှုပ်ချိန်တွေအားလုံးကဒီနေ့ကို8နာရီပဲဖြစ်သွားတဲ့အကြောင်းပါတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100တုန်းကအလုပ်သမားတွေကတူတူပေါ့နော် stood together ဆိုတော့အားလုံးတူတူဒီစုပေါင်းပြီးတော့မှသူတို့လိုချင်တဲ့ဟာကိုပြောခဲ့လို့ပေါ့သူတို့လိုချင်တဲ့ဟာကိုစနကိုထုတ်ဖော်ခဲ့လို့ပေါ့ဒါကြောင့်မလို့ဒီနေ့မှာဒီနေ့8နာရီပဲလုပ်ရတာပေါ့အဲ့တော့ stood together stand together အဲ့တော့ကြားဥပါတယ်အားလုံးလည်းကြားဥပါတယ်we stand with feminism ဒီမျိုးသမီးတွေရဲ့ right အတွက်ပေါ့နော်မျိုးသမီးတွေရဲ့အခွင့်အရေးအတွက်ငါတို့တူရှိရပါတော့ဒီမျိုးသမီးရဲ့အခွင့်အရေးကိုငါတို့ပြောပြပါတယ်sorry ပါဆရာအရေးကြီးတဲ့ဖုန်းလေးတစ်ခုလာလို့ပါ just 3 minutes ပါ Okay ပါ sorry I'm really sorry I apologize for that ပါအဲ့တော့အရင်ရေးကြီးရဲ့ဟာလေးတစ်ခုသွားလို့ပါ yeah okay so I will end this quickly so stand together what was it yeah stand together we stand with feminism ဒီ feminism ဆိုတာကြတော့ဒီအမျိုးသမီးတွေပုံမှာရှိတဲ့အမျိုးသမီးအခွင့်အရေးပေါ့နော်အမျိုးသမီးရဲ့အခွင့်အရေး feminism yeah feminism now we stand together for feminism ဒီအမျိုးသမီးမှာရှိတဲ့လူခွင့်ရေးအတွက်တို့တူရှိပါတယ်ပေါ့သူငါတို့တရားကိုလက်ခံတယ်အမျိုးသမီးတွေမှာခွင့်ရေးရှိတဲ့ဆိုတော့လက်ခံတယ်ငါတို့ယုံကြည်တယ်ဒါကြောင့်မလို့ငါတို့တူရှိတယ်ဆိုပြီးတော့မှ stand together ဆိုအဲ့ဒီပဲကိုသွားပါတယ်အဲ့ဒီပဲကိုပြောတာဖြစ်ပါတယ်အဲ့ဒါလည်းအရင်သုံးဝင်ပါတယ်ဒီဒီမို social affair တွေသုံးတဲ့အချိန်မှာ social affair တွေအကြောင်းကြီးလာတယ်မှာနောက်ခါကျတော့ဒီfuture ပေါ့ near future ပါတော့ IELTS ဖြေနေတဲ့အချိန်မှာဖြစ်ဒါမှမဟုတ်ရှင် university entrance ဖြေနေရဖြစ်ဒီလို social affair တွေအကြောင်းလာတဲ့အချိန်ကျတော့ရေးလို့ရေးရမယ်စာလုံးထဲမှာပါတယ် stand together stood together တဲ့တွေ့ verb 2ပါအဲ့တော့ verb 1 နဲ့ verb 2ပဲရှိမှတယ် we are standing together လို့တော့မကြားဘူးလေအဲ့တော့ present continuous tense တော့မရှိဘူး present tense နဲ့ past tense တော့ရှိမယ်အဲ့တော့ stand together for more than 100 years ago okay so a time to be thankful ဒီအလုပ်သမားတွေကိုဒီဆရာရဲ့ society ကိုသူတို့လက်နဲ့ပင့်တင်ပေးရတဲ့အလုပ်သမားတွေကိုကျေးဇူးတင်မဲ့အချိန်ရောက်ရှိလာပါပြီ On Workers' Day, it is also nice to say thank you to people who work around us. It is nice to say thank you. So, through the salary, Nama, a low being, a low lady, look my word. Say thanks to your teacher, your bus driver, your cleaner, or your parent who goes to work every day. Go ahead, say go stage အောင်မှာရှိခဲ့တဲ့ဆရာတွေပေါ့နော်ဒီမှာကိုယ့်အတက်ကိုတင်ပေးခဲ့တဲ့တင်ဆရာများကြားဆရာတွေအားလုံးပြီးတော့ဒီကိုနေ့ရက်လောက်သွားရတယ်ဆိုတော့ရှင်စီးနေရတဲ့ bus car driver ဦးလေးပေါ့ဦးလေးရဲ့ပြီးတော့ your cleaner ဒီရုံးနေကိုနေတဲ့နေဟာတွေမှာတန်းရှင်းရေးလုပ်ပေးနေတဲ့တန်းရှင်း aunty ကြီးတန်းရှင်းဦးလေးကြီးတွေပြီးတော့ဒါအကျင်ကို your parents မိဘတွေပေါ့နော်နေ့ရက်ကိုယ့်ရဲ့မိဘတွေတင်အောင်ထွက်ပြီးတော့မှလုပ်ပေးနေရတဲ့ကွန်ပျူတာတွေကိုလည်းဒီကျေးဇူးတင်ပါတယ်ဒီနေ့အချိန်လေးမှာပေါ့နော်သူတို့အတွက်သူတို့အတိအမှတ်ပြုရနေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကျေးဇူးတင်ပါတယ် Now their work helps our life to be easier safer and better သူတို့အလုပ်လုပ်နေလို့ပေါ့နော်သူတို့အလုပ်လုပ်နေလို့တဲ့ဆရာတို့ရဲ့ဘဝတွေဆရာတို့နေမှုအခြေအနေတွေပို့ပြီးတော့မှလွယ်ကူတယ်ပို့ပြီးတော့မှ safe ဖြစ်တယ်ပေါ့နော်
ပြီးတော့လုံခြုံစေတယ်အပြပို့ပြီးတော့မှကောင်းတယ်ပေါ့နော်သူတို့ဒါအကုန်လုံးစုပေါင်းပြီးတော့မှလုပ်နေလို့ဖြစ်ပါတယ်အဲ့တော့ဆရာလည်းဒီညကနေပြီးတော့မှဒီ lesson ကိုသင်ကြားရင်းနဲ့ပဲဒီ lesson သင်ကြားရင်းနဲ့ပဲဆရာရဲ့ community ကိုမတင်ပေးထားတဲ့လူသမားတွေအားလုံးကိုကျေးဇူးပြုပဲတင်ရှိပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ okay let me conclude my reading class with just this so do you have any questions အဲ့တော့ဒီဆရာပြထားတဲ့ vocabulary နဲ့ပဲပတ်သက်လို့တောင်းမလို့ရှိရင်ဆရာရဲ့ဒီ passage နဲ့ပတ်သက်လို့ဘာမှမေးစရာရှိပါသလဲthis will be the last reading class ပေါ့နော်အဲ့တော့ reading class မှာတော့ဒီဟာနောက်ဆုံးဖြစ်ပါတယ်နောက်ဆုံးဒီ term အတွက်နောက်ဆုံးဖြစ်မယ်ပေါ့အဲ့တော့ဒီဟာအတွက်ဘာမှမေးစရာရှိပါသေးလဲဒီ reading နဲ့ဆရာလုပ်ခဲ့ပြီးတဲ့ reading တွေကပြချာ reading skill နဲ့ okay မရှိပါဘူးတဲ့ပါရပါတယ် yeah it's okay like reading နဲ့မဟုတ်ရင်တော့မှတခြားဘာပဲဖြစ်ပါတော့တခြားအင်္ဂလိပ်စာတစ်ခုခုနဲ့ပါပတ်သက်ပြီးတော့ခက်ခဲတွေ့နေရဆိုလို့ရှိရင်ဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါတယ်စမပါတယ်ဒီဆိုတော့တခြားအင်္ဂလိပ်စာတစ်ခုနဲ့အခက်အခဲဖြစ်နေတာဖြစ်တခြားဘာပဲဖြစ်ပါတော့အဲ့လိုတစ်ခုခက်ခဲဖြစ်နေဆိုဆရာခုချိန်မေးလို့ရပါတယ်တော့ဆရာကိုဒီခုနောက်ပိုင်းဆက်တင်ကြတော့မရှိတော့ဘူးပေါ့နော်ဒီနေ့ reading passage တွေတူတယ်အဲ့တော့ဆရာနဲ့ချက်ချင်တယ်ဆရာနဲ့ဇာတ်ရိုက်ပါလေပြောချင်တယ်ဆိုလို့ရှိရင်လည်း I'm free ပါပြောလို့ရပါတယ် let's speak in English let's have a little bit of I don't know speaking training or whatever it is don't mind my voice okay hey somebody is talking so maybe I might as well end this class right here and right now and thank you so much for joining my last ever reading class and I wish you guys have a wonderful evening and a wonderful holiday on May 1st, the Workers' Day. So thank you very much ပါအားလုံး join ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲ lesson တွေကတူလေးပဲပေါ့ဒီနေ့မှာအားလုံးလည်းနားကျင်ကြမယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့ lesson လေးကိုတူလေးထပ်လာပေးရပါဒါကတော့ဆရာနောက်ဆုံး reading class ဖြစ်ပါတယ်ဒီပေါ့နော်လောကတောက်လျှောက် join ခဲ့ကြတဲ့တောင်းတများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်မနေ့ကမှာတော့ဆရာရဲ့နောက်ဆုံး subject class ပြီးသွားလို့ရှိရင်တော့ဆရာအားလုံးလုပ်ဆက်လို့ဖြစ်ပါတယ်ပေါ့နော် okay ပါဒီလောက်ပါပဲဒီနေ့တော့ပါပဲအားလုံးပဲအခက်အခဲမရှိကြဘူးဆိုလို့ရှိရင်ဝန်တာပါတယ်အားလုံးပေါ့နော်ဒီတင်ပေးထားများအားလုံးကိုကြားသွားတယ်လို့ယူဆလိုက်ပါတယ်ပေါ့နော် okay ပါ okay have a nice holiday everyone have a nice rest of your evening and enjoy your next digital literacy class and bye bye thank you teacher it is my pleasure